ဒါဆိုရင်အခုကလေးတွေကဒီ A Toya beautiful girl ကို subject နေရာမှာအဲ့တော့လေ့လာပြီးသွားပြီဖြစ်တဲ့အတွက်ဒီ A Toya beautiful girl ဆိုတဲ့အုပ်စုဆရာမက object နေရာကိုပို့ပြီးတော့ဆက်နက်လေးပြောပြပါမယ် I saw a tall young beautiful girl I saw a tall young beautiful girl ဒါဆိုအဲ့ဒီ I saw ကျွန်တော်မြင်ခဲ့တယ်မြင်တယ်ဆိုတော့မြင်ချင်းခါတဲ့ tall young beautiful girl object နေရာကိုရောက်နေတယ်ဒါဆို object နေရာမှာဝင်လာမဲ့ phrase object နေရာဘာသူနေရာလဲဆိုတော့ noun နေရာ noun နေရာမှာဝင်လာမဲ့ phrase noun phrase object ကိုဘာနဲ့ကောက်ဂုဏ်နဲ့ကောက်အရက်ရှည်ပြီးငယ်ပြီးချောတော်မင်္ဂလေးကိုကျွန်တော်တွေ့ခဲ့ပါသည်ဂုဏ်နဲ့ကောက် subject နေရာမှာဆိုဒီနဲ့ကောက် object နေရာမှာဆိုဂုဏ်နဲ့ကောက်ကဲဒါဆို complement နေရာပဲကျန်တော့တယ်အဲ့တော့အဲ့ဒါကိုဆင်မဒီ formula လေးကိုကြည့်ပြီးတော့ဆင်မဆက်နက်လေးပြောပြမယ် beauty parlor makes mala beautiful girl beauty parlor makes mala beautiful girl complement နေရာမှာ beautiful ရဲ့ girl ရဲ့ဘယ်နှလုံးလဲနှလုံးဆိုတော့စကားလုံးလေးစုနေတော့ phrase ဒါဆိုရင်အဲ့တော့အဲ့ဒီ phrase က complement နေရာဘယ်သူနေရာလဲဆို noun နေရာ noun နေရာမှာဝင်လာမဲ့ phrase ဆိုတော့ဘာ phrase ဖြစ်မလဲ noun phrase complement ကိုဘာနဲ့အဆုံးသတ်မလဲဒီနဲ့အဆုံးသတ် beauty parlor ဒီမလာကိုမိမချိုလေးဖြစ်စေသည်ဒီနဲ့အဆုံးသတ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်အဲ့တော့ noun phrase အဲ့တော့ subject နေရာရဲ့ object နေရာရဲ့ complement နေရာရသွားပြီအဲ့တော့နောက်တစ်ခု noun phrase ကသူထူးဆန်းတယ်အဲ့တော့ noun phrase ကိုဆရာမတို့ WH နဲ့လည်းဖွဲ့လို့ရတယ်။ဘာနဲ့ဖွဲ့လို့ရလဲ WH နဲ့လည်းဖွဲ့လို့ရတယ်။အဲ့တော့ WH ဆိုတာဘာကိုပြောတာလဲဆိုတော့ what တို့ when တို့ where တို့ why တို့ဒါတွေကိုပြောတာပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာမဆက်နက်လေးတစ်ချောင်းရေးပြပါမယ် I D O N apostrophe D don't K N O W no I don't know W H A T what T O do D O doအဲ့တော့ grade ဆရာမဒီစာကြောင်းလေးဖတ်ပေးပါဦး I don't know what to do ကဲတော့ I don't know what to do စတဲ့ကြောင်းဖတ်ပြီးတော့လို့ရှိရင် grade ဘယ်သူအရင်ရှာမလဲ verb ကိုအရင်ရှာမယ်အဲ့တော့ဆရာမကို verb ရှာပြီးဘာတွေ့လားတွေ့တယ်ဟုတ်တယ်နော်ဘာကဘာဖြစ်မလဲ no subject ကဘာဖြစ်မလဲ I don't know ကျွန်တော်မသိဘူးဆိုတော့ကလေးတွေကြည့်အောင်ကျွန်တော်မသိဘူးဆိုတော့ verb ရဲ့အနောက်မှာလိုက်တာဒီ formula လေးကိုပြန်ကြည့် verb ရဲ့အနောက်မှာလိုက်တာဒီ object လည်းဖြစ်နိုင်တယ် complement လည်းဖြစ်နိုင်တယ်ဒါဆိုဒီ verb ရဲ့အနောက်မှာလိုက်တယ်ဒီ what to do ဆိုတဲ့စကားစုလေးကိုဆရာမတို့တွေ့ထားပြီဒီအဲ့တော့ဒီ no ဆိုတဲ့ verb ရဲ့အနောက်က what to do ဒီ object လည်းဖြစ်နိုင်တယ် complement လည်းဖြစ်နိုင်တယ်ဟုတ်တယ်နော်ဘာလို့လဲဆိုတော့ object ကလည်း noun ပဲ complement ကလည်း noun ပဲဒါပေမဲ့အဲ့တော့ object လား complement လားဆိုတော့ဆရာမတို့ verb ပေါ်မှာမူတည်ပြီးစဉ်းစားရမယ်ဘယ်သူပေါ်မှာမူတည်လဲ verb ပေါ်မူတည်တယ်ကဲဒါလေးကိုရှင်းအောင်ဆရာမစာကြောင်းလေးနှစ်ကြောင်းပြောပြမယ်ပထမစာကြောင်းလေးက I eat a piece of cake I eat ကျွန်တော်စားတယ်ဘာကိုစားတာလဲစားခြင်းခံရတာဆိုတော့ a piece of cake ကစားခြင်းခံရတာဖြစ်တဲ့အတွက် object I eat a piece of cake ဒါတစ်ကြောင်းနောက်တစ်ကြောင်းက I am အဲ့တော့ကျွန်တော်ဒီဖြစ်သည်ကျွန်တော်ဒီဖြစ်သည်ဆိုပြည့်စုံလားမပြည့်စုံလေကျွန်တော်ကဘာဖြစ်လဲဆရာမလား engineer လားဆရာမလားအဲ့တော့ I am ဆိုတော့မပြည့်စုံဘူးအဲ့တော့မပြည့်စုံရင်ဘာလုပ်ပေးရမလဲဆိုတော့ဖြည့်ပေးရမယ်မြန်မာလိုအဖြည့်ပုံ English လို complement ဒါဆို I am a studentက complement I am a student I'm a teacher I'm a doctor အဲ့ဒါဘာလဲဆို complement အဲ့တော့မပြည့်စုံရင်နောက်က complement လေးဖြည့်ပေးရတယ်အဲ့တော့ခါရတယ်ဆိုလို့ရှိရင်တော့အဲ့တော့ object လေးထည့်ပေးရတယ်အဲ့တော့ဆရာမတို့ဒီမှာစဉ်းစားကြည့်မယ် I don't know ကျွန်တော်မသိဘူးအဲ့တော့အပြင်မှာစဉ်းစားလေအဲ့တော့ကျွန်တော်မသိဘူးကျွန်တော်သိတယ်ဆိုတော့မသိဘူးဆိုလည်းဘာကိုမသိတာလဲသိတယ်ဆိုလည်းဘာကိုမသိတာလဲအဲ့တော့သိချင်းခါတဲ့အကြောင်းအရာမသိချင်းခါတဲ့အကြောင်းကလိုတာပေါ့အဲ့တော့ဒီစာကြောင်းမှာတော့ I don't know ကျွန်တော်မသိဘူးဆိုတော့မင်းကဘာကိုမသိတာလဲမသိချင်းခါတာလို့တယ်ခါတဲ့အကြောင်းကဆိုတော့မြန်မာလိုကံဖို့ English လို object ဒါဆိုတော့ဒီ what to do ဆိုတဲ့အုပ်စုလေးဘယ်သူနေရာရောက်နေလဲ object နေရာ object နေရာမှာစကားလုံးလေးတွေစုနေတော့ phrase အဲ့တော့ object နေရာဘယ်သူနေရာလဲ noun နေရာ noun နေရာမှာဝင်လာမဲ့ phrase ဆိုတော့ဒါလေးကဘာ phrase လဲ noun phrase object ကိုဘာနဲ့ကောက်ကိုနဲ့ကောက် what to do ဘာလုပ်ရမလဲဆိုတာကိုကျွန်တော်လည်းမသိဘူးဆရာကြီးအဲ့တော့ဒါဆိုဘယ်နေရာမှာလောက်အောင်မသိဘူးဆိုလို့ရှိရင်အဲ့တော့ what နေရာမှာ where လေးထည့်လိုက်ပေါ့ဘယ်ချိန်လောက်အောင်မသိဘူးဆို one ထည့်ဘလို့လောက်အောင်မသိဘူးဆို how ထည့်ဘာကြောင့်လောက်အောင်မသိဘူးဆို why ထည့်ကဲဒါဆိုရင်အခုဒီစာကြောင်းလေးကိုကျွန်တော်တို့ပြန်လေ့ကျင့်ကြည့်အောင်ကလေးတွေလိုက်ပြီးတော့စူးစမ်းပြီးကြည့်ကြည့်အဲ့တော့ဘာလို့ရမလဲဆိုတော့ကျွန်တော်လည်းမသိဘူးဆရာကြီး I don't know what to do ဘယ်နေရာမှာလောက်အောင်မသိဘူးဆရာကြီး I don't know where to do ဘယ်အချိန်လောက်အောင်မသိဘူး I don't know when to do ဘလို့လောက်အောင်မသိဘူးဆရာကြီး I don't know how to do ဘာကြောင့်လောက်အောင်မသိဘူး I don't know why to do ကဲဒီစကားနေတိုင်းမပြောဘူးလားပြောတာပေါ့အဲဒါကြောင့်ဒီစကားတွေ phrase တက်မလို့တာ extension လုပ်လိုက်တာဖြစ်တဲ့အတွက် phrase ကိုတက်ပြီဆိုလို့ရှိရင်ကလေးတွေစာကြောင်းတွေအများကြီးပဲပြောလို့ရသွားပြီလွယ်သွားပြီကဲဒါဆိုတော့ဒီနေရာမှာတစ်ခုရှိတာကအဲ့တော့ phrase မှာတော့စကားလုံးပုံသဏ္ဍာန်အတိအကျရှိလားမရှိလားလို့ဆင်မတို့စမ်းသပ်ကြည့်အောင်ဒီ A tall young beautiful girl ဆိုတဲ့ phrase လေးမှာဆင်မထောဖြုတ်လိုက်မယ်ဟုတ်မနော်အဲ့တော့ A tall young beautiful girl ဆိုတော့မှာဆင်မတို့ထောဖြုတ်လိုက်ရင်စာကြောင်းပြက်လားမပြက်ဘူးဒီတိုင်းပဲအဲ့တော့ဆင်မတို့ရမ်းထပ်ဖြုတ်မယ်စာကြောင်းပြက်လားမပြက်ဘူးဒါဆိုလို့ရှိရင်အဲ့တော့ဒါဆိုရင် noun phrase ကစကားလုံးရည်အတွက်အတိအကျရှိလားမရှိဘူး noun phrase မှာစကားလုံးရည်အတွက်အတိအကျမရှိဘူးအဲ့တော့ကို့မှာညံရှင်းရှိသလောက်ထည့်ရေးလို့ရတယ်ဘ ഹു တုတရှင်းရှိသလောက်ထည့်ပြီးတော့ရေးလို့ရတယ်ကိုညံနဲ့ကိုဘ ഹു တုတရှိတဲ့ပုံမှာမူတည်ပြီးတော့ noun phrase ကိုကြိုက်တယ်လို့ချဲ့ကားပြီးရေးလို့မရဘူးလားရတယ်အဲ့တော့ noun phrase မှာစကားလုံးရည်အတွက်အတိအကျရှိလားမရှိဘူးဒါပဲကဲဒါဆိုရင်ဆရာမတို့အခုnoun phrase လေးဆွေးနွေးလို့ပြီးဆုံးသွားပါပြီပြန်ပြောကြည့်ပါမယ်စနစ်တစ်ကြောင်းမှာ noun phrase ဖြစ်နေတာဘယ်နှစ်နေရာလဲ3နေရာဘာတွေလဲပြောကြည့်ပါဦး subject object complement အဲ့ဒီ subject object complement တွေမှာဝင်လာမယ့် phrase ဒီဘာ phrase ဖြစ်မလဲ noun phrase subject ကိုဘာနဲ့ကောက်ဒီနဲ့ကောက် object ကို go နဲ့ကောက် complement ကိုဘာနဲ့ကောက်ဒီနဲ့ကောက်က
ကဲဒါဆိုရင်အဲ့တော့ကလေးများအားလုံးပဲ noun phrase ကိုအဲ့တော့ဆွေးနွေးလို့ပြီးဆုံးသွားပါပြီအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကလေးတွေအားလုံးပဲစတတ်ကြပါစေလို့ဆင်မဆုတောင်းပေးလိုက်ပါတယ်အဲ့တော့နောက်တစ်နေ့မှာဆင်မတို့အဲ့တော့ adjective phrase video မှာပြန်ပြီးတော့ဆုံကြပါမယ် bye bye